ဒီနေ့ကတော့ပဲပြုတ်ထမင်းကြော်ရယ်ပဲပြုတ်ထမင်းကြော်ရယ်နောက်ကျုပ်ကြော်ရယ်နောက်အကမဟင်းကိုဒီမနက်ပိုင်းမှာကျွန်တော်ကအမြဲတမ်းအစမ်းတောက်တယ်လေဒီနေ့ကတော့ဒါထမင်းကြော်လေးနဲ့ဆိုတော့အရေးတောက်ကလေးနေနဲ့တောက်တယ်အရင်နဲ့ကျွန်တော်ငယ်ငယ်တော့ကြတော့မနေ့စာကိုမဟင်းကားစားရင်သာမစားလို့ရှိရင်ပဲပြုတ်ထမင်းကြော်စားကြတယ်အချိန်တော်များပါတော့တချို့ရက်တွေမနေ့စောစောထမင်းတည်ပြီးသွားလို့ရှိရင်တော့ထမင်းစီဆန်ပေါ့နော်ပဲပြုတ်ထမင်းစီဆန်စားကြတာပေါ့နော်အဲ့လေလွမ်းတယ်ကျွန်တော်စီမှာနှစ်ခါသုံးခါလောက်လာစားဘူးတဲ့အကိုရီမတွေရှိတယ်သူကဟိုနေ့ကတယောက်ဆိုလို့ရှိရင်သူတို့ဒီမင်းသားကြီးကားလေးဝက်ရှုံမှာပေါ့နော်အဲ့မှာကားပြင်ရင်လည်းကားဆောင်ရင်လည်းကျွန်တော်ရှိမှာပထမနေကင်းပိုင်းလားမသိဘူးလာပြီးတော့စားကြရင်လည်းကောင်းလို့ဆိုပြီးတော့နောက်ခေါက်တွေကြတော့သူတို့စားလဲစားရပြီးတော့သမီးလေးအတွက်လာမသိဘူးသမီးလေးကလည်းကြိုက်တယ်ဆိုတော့သမီးလေးအတွက်ပါဆယ်ထုတ်လဲပြီးတော့ဟိုနေ့ကတော့သူတို့လင်မယားနှစ်ယောက်ပဲတစ်ခါထပ်လာတိတန့်ထပ်လာပြီးတော့လာဆိုင်နဲ့သူကဘာပြောလဲဆိုတော့ဒီလေးမွန်ကတော်တော်ကောင်းတာတဲ့ဒီလိုမျိုးငါးဘက်အများကြီးနဲ့မွန်ဟင်းကားကိုအရင်တော့ဆိုသူပြင်ဦးနဲ့မှာတစ်ခါစားဦးတယ်ပေါ့နော်အဲ့ဒီမွန်ဟင်းကားဆိုင်နာမည်ရတဲ့ညံ့မြားတဲ့ဒီဘူဒါကြီးအရှိရတိုက်တန်းမှာလားမသိဘူးအဲ့မှာဖွင့်လာတာတဲ့အခုတော့ဘယ်ရောက်သွားလဲမသိဘူးတဲ့ဆိုတော့အခုကျွန်တော်တော့ကြားဘူးပေါ့နော်ဆိုတော့အဲ့နဲ့ကျွန်တော်ကဒီတင်းလင်းရောက်တာ3နှစ်ကျော်ပဲရှိသေးတာဟုတ်ဆိုတော့မကြားဘူးဆိုတော့အဲ့မှာသူကပြောတာလွန်ခဲ့တဲ့နှစ်30လောက်ကတဲ့အဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေလည်းလွန်ခဲ့တဲ့နှစ်30လောက်ကတင်းလင်းဘူတာကြီးအရှိကမြမြကိုတီးတဲ့လူရှိလို့ရှိရင်တစ်ချက်ပြောပေးခဲ့ပါအောင်နော်သူတို့တွေဘယ်ရောက်သွားလဲနောက်ပြီးတော့သူတို့တွေရဲ့ဂုံသတင်းပေါ့နော်သူတို့တွေရဲ့မဟင်းကားကိုတေးချာချာရောင်းတဲ့ဂုံသတင်းကအခုနှစ်30ကြာတဲ့အထိတောင်မှစားဘူးတဲ့လူတွေကတပတာဖြစ်တယ်ဆိုတဲ့အကြောင်းလေးလက်ဆင့်ကမ်းပြီးတော့ပြောပြကြပါအောင်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်လုပ်တဲ့လူတွေကအရန်အားဖြစ်ရတယ်ဝမ်းသာရတာပေါ့နော်ဘာဖြစ်ဖြစ်ဒီလောက်နှစ်အကြာကြီးရှိတာတောင်မှကိုယ့်ကိုဒီအချိန်ထိမမေ့ဘူးပေါ့နော်ဒီအချိန်ထိမမေ့ဘူးဒီမော်ဟင်ကဒီလိုကောင်းတယ်ဆိုတာကိုမမေ့တဲ့စားသုံးတဲ့သူတွေရှိတယ်ဆိုတဲ့အကြောင်းလေးပြောပြလိုက်လို့ရှိရင်ဆိုင်ဖွင့်တဲ့လူတွေရောင်းချတဲ့လူတွေကအရန်အားဖြစ်လို့ပါအဲအကြောင်းမလို့ဘူဒါကြီးအရှိကညံ့မြမော်ဟင်ကတိုင်းကိုသိတဲ့လူများရှိလို့ရှိရင်လက်တွေ့ကြပါအောင်နောက်အဲ့ဒီအကူနဲ့အမလာလို့ရှိရင်ကျွန်တော်ပြောလိုက်ပါမယ်နော်ကျေးဇူးနော်